ဆိုရင်ပြီးပြီဆိုရင်တော့ပုံလေးကိုအောက်ပါးလေးမှာရှိတယ်ဖိုတိုဒါလေးဆိုလေးကိုချက်လောက်ပါမယ်နော်မြင်လာမယ်နော်အောက်ပါးလေးမှာဒီအောက်ပါးလေးမှာရှိတယ်ဘောင်လေးကိုပါမယ်ဘောင်လေးကလည်းဖိုတိုဖီတာလေးဆိုလေးကိုရေးမယ်နော်ရေးရသူကတော့ဒါအကုန်လုံးနောက်အကုန်လုံးပေါ့နော်ဒီတစ်ပုံလုံးအကုန်လုံးကိုအကြောင်းတန်းပုံလို့လုပ်တာပဲဒီမှာအကြောင်းရေးပြရပါနော်အကြောင်းရေးပြကိုပေးလာရေးခြင်းနဲ့ဒီအောင်ဆိုင်လိုက်ဒီမှာဆရာလေးပြန်လာတယ်နော်ဒီမှာလည်းပြန်လာမယ်ငါပြန်လာပါမယ်ဒီမှာလာနေကြည့်ပြန်ချပါနော်ဒီအောင်လေးတရားလေးပြန်နေတယ်အပြောင်းလေးဆိုလည်းအပြောင်းလေးပြန်နေတယ်နော်ဒီအောင်ကြိုက်တယ်ကြိုက်တယ်အောင်လုပ်လို့ရတယ်နော်ဟုတ်လားပြန်အောင်လေးကြည့်လိုက်မယ်နော်အပြောင်းလုံးတယ်ပြောင်းလေးရေးမယ်ပြီးဆိုရင်ဒီလေးအတူတူထပ်ခေါ်မယ်ခေါ်ပြီးရင်ဒီဘက်က8ရ F5 ရေးပြီး8ရ F5 ရေးပြီးဒီလိုမှမဟုတ်ဆိုလဲဒီမှာရှိမယ်အဲ့ဒါဖေးပါနော်အဲ့ဒီဖေးမှာဒီမှာ50% ကေးဆိုလို့ရှိရင်နော်ဒီပြီးရင်okay ပြီးတော့ supply ရေးမယ်နော် supply ရေးပြီးဘာလို့ဆိုလဲဆိုတော့လဲပေါင်းလေးနည်းနည်းလိုက်ပြီးပြင်ကြည့်နော်တော့ဒီကတော့အလဲအောင်လေးခံပြန်နော်လဲအောင်လေးဟုတ်ပြီလေဒီဖူးလေးမှာလဲအောင်လေးexposure မှာ10ထားမယ်နော် exposure မှာ10လောက်ထားပြီးရင်အလဲအောင်လေးနည်းနည်းလိုက်ထည့်မယ်မေးလေးတွေလိုက်ထည့်မယ်ဒီတော့လေးအောင်စီးထားရနော်တဲ့နေရာလေးကိုနေရာလိုက်ထည့်မယ်မောင်းတဲ့နေရာလေးကိုမောင်းလိုက်ထည့်မယ်ဒါပါနော်ဒီစမတူလေးနဲ့လည်းပြန်လိုက်ပြီနော်ဟုတ်ကဲ့ဒီလိုဆိုတော့ပြီးပြီဆိုရင်နည်းနည်းဘန်ဒူလေးယူမယ်နော်ဘန်ဒူလေးယူမယ်နည်းနည်းချေဘန်ဒူလေးဆိုတော့ဆိုရင်ချက်မယ်ဘန်ဒူနဲ့နည်းနည်းလေး
မောင်ဘက်ကိုလှမ်းတော့နော်ဒီလိုမျိုးရင်မဲတဲ့နေရာကိုလဲပါမယ်နော်မဲတဲ့နေရာကိုလဲပါမယ်ချိန်ကြည့်လို့နော်ပြီးတော့မခေါ်လို့ရမခေါ်တော့မတင်တော့ပါနော်မခေါ်တော့ဘူးနော်မခေါ်တော့ဒီမင်းမခေါ်လို့ပြောပါလေကြည့်မခေါ်တော့တယ်ဒီတိုင်းပဲထားပါတယ်ဒီလောက်ဆိုတော့အားလုံးစင်ကြလောက်ပါနော်ကျေးဇူးတင်ပါတယ် Goodbye